သမင်းသားတယောက်ကောက်ဝင်ပိတ်တာ哦အသေးအတန်နေဖြစ်ကြတာနှစ်ပေါင်း80ကျော်ဖြစ်လာတဲ့ပြည်တွင်းစစ်ကြီးကိုမြန်မာပြည်သူတွေအဲ့လောက်အသေးအတန်နေတာကန့်ကွက်ခဲ့ကြရင်တိတ်ကောင်းပါပဲနှစ်ပေါင်း80ကျော်ဖြစ်နေတဲ့ပြည်တွင်းစစ်ကြီးကိုမြန်မာပြည်သူတွေဒီသမင်းသားတယောက်ပွဲကောက်ဝင်အပိတ်ခံရတဲ့ကိစ္စကိုပြောကြဆိုကြသလိုမျိုးပေါ့နှစ်ပေါင်း80ကျော်ဖြစ်နေတဲ့ပြည်တွင်းစစ်ကြီးကိုဒီလိုသာပြောကြဆိုကြကန့်ကွက်ကြမယ်ဆိုရင်မြန်မာပြည်မှာယနေ့ချိန်မှာပြည်တွင်းစစ်တန်ကိုခံနေကြရမှာမဟုတ်ဘူးလို့ကျွန်တော်ခံစားမိတယ်ဘိုးကျောင်းစံပြောရတယ်မင်းကုန်းထဲမှာလည်းပါတယ်ဗျဆိုကျွန်တော်ဘိုးကျောင်းစံဖန်မဟုတ်ဒါပေမဲ့ငငယ်လေးကကြားဘူးနေတာပေါ့ဗျဘိုးကျောင်းစံပြောရတယ်မင်းကုန်းထဲမှာပါတယ်ကျုပ်ပမာတွေကတလုံးရဲ့သပင်ကောင်းညာတယ်အခုချိန်ဆိုဘလို့သကလုံးမျိုးတွေနဲ့ဖြုတ်မလဲမသိဘူးတလွဲသမင်ကောင်းတဲ့အစင်မဟုတ်တော့ဘူးအဓိကနဲ့တာမညာဘယ်ဟာစောက်ရေးကြီးမှန်းမသိတော့တာဘယ်ဟာတွေကငါတို့ဘဝအတွက်ငါတို့နိုင်ငံအတွက်စောက်ရေးကြီးနေလဲမသိတော့ဘူးမသိတော့